ဒီနေ့တော့ trinket စစ်ပါမယ် trinket ဆိုတာကတချို့စက်ရုံတွေမှာဆိုရင် color cut ဆိုပြီးတော့ခေါ်ပါတယ်ဒီ trinket ထဲမှာအဓိကဘာတွေပါလဲဆိုတော့ style တစ်ခုမှာအသုံးပြုတဲ့ fabric accessory packing label ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှတ်ကမ်းမှုရှိလားမရှိလားဆိုတာကိုစစ်ဆေးတာပါဆိုတော့ raw material ရဲ့ပစ္စည်းတွေအပါအဝင်တခြား color way တွေကိုပါစစ်ဆေးရပါတယ်ခုဒီမှာဆိုရင်ပိတ်စပေါ့နော်ပိတ်စကဒီပိတ်စဒီ color မှာဆိုလို့ရှိရင်ဒီ accessory ဒီ color တွေသုံးပါလားနောက်ထပ်တစ် color ပြောင်းပြီဆိုလို့ရှိရင်accessory တွေ trims တွေခြီလုံးတွေကဘယ်အရောင်တွေသုံးပါလဲဆိုတဲ့ဟာကိုတစ်ခုချင်းစီတစ် color ချင်းစီစစ်ဆေးရတာပဲဖြစ်ပါတယ်အမှားတရားအနေနဲ့စစ်ဆေးတော့မယ်ဆိုရင်ပိတ်စfabric ရဲ့ accessory ရဲ့ပြီးသားရင် labels တွေရဲ့ packing material တွေဖြစ်တဲ့ sticker တွေ hand tag တွေပြီးသားရင်poly bag တွေ carton box တွေအသုံးပြုတဲ့ပုံစံတွေအားလုံးကိုစစ်ဆေးရပါတယ်အားလုံးမှတ်ကမ်းပြီဆိုတော့မှ MR sign ထိုးပြီးတော့ line သွင်းလို့ရပါတယ်ရှင်